ကျွန်တော်လည်း WeChat service လောက်ခါမှာတရားရည်တော်ပေါက်နေပြီအရင်တရက်ကညီမလေးတယောက်ကကျွန်တော် WeChat account ဖွင့်ခြင်းလို့တဲ့ဆိုဟုတ်ကဲ့ဖွင့်လို့ရပါတယ်လို့ကျွန်တော်စီ account ဖွင့်မယ်ဆိုရင်ကျွန်တော်ကကြတဲ့စေနှုံရယ်ကျွန်တော်အာမခံနိုင်တဲ့ Randy လေးရယ်ကျွန်တော်ပို့ပေးတဲ့အချိန်မှာပါမေးလဲဆိုတော့အဲ့ဒီ WeChat account ကိုတဲ့ရသက်ပံမပြတ်ဘူးလို့အခုအာမခံလာတဲ့ဆိုတော့ညီမလေးရယ်လို့ဘယ်ရမှမတည်နေဘူးအဲ့ဒါအနိစ္စသဘောတရားတွေလို့ကျွန်တော်တို့လူတွေတောင်မှမတည်နေဘူးလေတစ်ချိန်မှာဘောကအဆုံးကြသေးတာပဲဆိုတော့ဘယ်ရာမှအာမခံလို့မရဘူးလို့ဒါတွေကအနိစ္စသဘောတရားတွေလို့ဆိုပြီးတော့မှကျွန်တော်တရားပြလိုက်ရသေးတယ်ဆိုတော့ကျွန်တော်လည်းသူတို့ကိုရှင်းပြရင်းနဲ့တော်တော်လေးတရားပေါက်နေပြီဆိုတော့ကျွန်တော်တို့ဒီ WeChat မှမဟုတ်ဘူးเนาะကျွန်တော် Facebook ပဲဖြစ်ဖြစ် TikTok ပဲဖြစ်ဖြစ်ဒီလို social platform တွေဒီလို app တွေဆိုတာကသူတို့မှာစီကံနေရှိတယ် rule and policy ရှိတယ်ကျွန်တော်တို့ကသွားပြီးချိုးဖောက်လိုက်တာနဲ့အကောင့်ကပြတ်မှာပဲ WeChat မှရမဟုတ်ဘူးအဲ့တော့အတော်များများအကောင့်ပြည့်ရခြင်းရဲ့ရာဂိုင်နှုန်းအတော်များများ user ပေါ်မူတည်တယ်เนาะအဲ့တော့ user ကသုံးတာလေကျွန်တော်တို့ကကြတော့ဒီလိုမသုံးပါနဲ့ဆိုတဲ့လမ်းညွှန်ချက်လေးတွေပဲပေးလို့ရမယ်ဒီလိုချက်လေးတွေလိုက်နာပါเนาะဒါဆိုရင်တော့အကောင့်ကိုမပြောင်းတော့ရရှိသုံးနိုင်မယ်ဒီလောက်ပဲပြီးရင်ကျွန်တော်တို့အာမခံတဲ့အတိုင်းတာဒီကာလမှာအကောင့်ပြတ်ခဲ့ရင်မပြတ်ဘူးလို့ပြောတာမဟုတ်တော့အကောင့်မပြတ်အောင်တော့အတက်နိုင်ဆုံးစီကံချက်လေးတွေပြောပြီးပြက်ခဲ့ရင်ကျွန်တော်တို့ဘလို့တာဝန်ယူမလဲဆိုတာကိုကျွန်တော်တို့တခါတည်းပုံမှန်လေးချပြရတယ်။เนาะကျွန်တော်တို့ကအကောင့်မပြတ်ဘူးဖွင့်ဆိုပြီးတော့မှကျွန်တော်တို့ service fee service ကြီးရလို့မှုနဲ့အဲ့လိုမဟုတ်ဘူးကျွန်တော်စီမှာလာပြီးတော့ service အပ်တဲ့သူတွေအကုန်သိတယ်။ကျွန်တော်တခါတည်းပုံမှန်လေးပြောတာတခါတည်းတချို့ဆိုရင်တော့မှကျွန်တော်စီမှာ service မအပ်ကြအောင်စိတ်ညစ်သွားဘာလို့ဆိုကျွန်တော်အဆုံးထိပြောတာဒါကတော့ဘလို့ဖြစ်တတ်တယ်ဘလို့ပြတ်တတ်တယ်ဘလို့ပြတ်တတ်ရင်တော့ကျွန်တော်ကတော့ဘယ်အပိုင်းတော့တောင်းဝင်ယူမယ်ဘယ်ဘိုင်းတော့တောင်းဝင်မယူကျွန်တော်ကဟို service ကြီးရရင်ပြီးတော့ကျွန်တော်မလုပ်ဘူးအဲ့ဒါမျိုးပေါ့နော်အဲ့တော့မိတ်ဆွေတို့ကျွန်တော်ပုံမှန်လင်းပြောပြတာဟုတ်ဘယ်ရမှမတည်မြဲဘူးအကုန်လုံးကအနိစ္စသဘောတရားတွေပဲအဲ့ဒါမလို့ WeChat ကိုအကောင့်လာဖွင့်တဲ့အခါမှာအခုဇာတက်ပံအာမခံလားလို့ဆိုပြီးတော့မမေးနဲ့เนาะအဲ့ကြရင်တော့ကျွန်တော်တရားဟောပြရလိမ့်မယ်